hello အားလုံးပဲမင်္ဂလာပါအခုတော့ကျမတို့ Valencia မြို့ကိုရောက်နေပါပြီဒေသစံတော်ချိန်9 နာရီပေါ့နော်7 မိနစ်ရှိပါပြီဒီမြို့ကတကယ်ပေါ့နော်ကမ္ဘာအမွေနှစ်တွေပေါ့နော်heritage များတဲ့မြို့တွေဖြစ်ပါတယ်အခုပြပါမယ်ဒါရီကတော့ဟိုလွန်ခဲ့တဲ့ middle age ကအဆောက်အဦတွေပေါ့နော်ဒီပြည်နေဆော်ရတော့ဒါကျွန်တော်တို့မမွေးသေးပါဘူးမမွေးတဲ့အပြင်တော်တော်ကိုခေါင်းနှမ်းနေပဲပေါ့နော်ပိုးနေပေမဲ့တအားကိုသူကလက်ရတော့ကြီးကျယ်ခမ်းနားတယ်သူရဲ့ architecture လေးနော်နောက်ပြီးတော့သူရဲ့ဒီတွေးခေါ်ပုံပေါ့ပြန်ပတ်သက်ပြီးတွေးခေါ်ပုံတွေတော်တော်လေးကိုအဆင်ပြေတယ်ဆိုတော့စပင်းနေပြီးတော့အဓိကနာမည်ကြီးရဲ့ artist တွေပါပြီးရရှိတယ်ခေါ်ဒီလေမိုင်းအတိတယ်မိုင်းစိတ်ပဲရှင်အဲ့ဆောင်းနေမိုင်းကဲတော့ဒီမိတ်တင်းလောက်တာတော်နှုတ်စိတ်တယ်ဒီမှာပြအဆောက်အဦတွေလည်းမိတ်တင်းတော့ရယ်နော်တော်ကိုနော်လူတိုင်းသူ့ရဲ့ရင်းချမှုလေးရတယ်I just say something. Just continue to. Okay. ဒါလေးကတော့တကယ်စိတ်ဝင်စားစရာအဆောက်အဦလေးပေါ့နော်။ဒါလေးကတော့ market place တော်မိုက်တယ်။ပေါ့နော်။ဒါနိုင်စင်ဒါတော့ EN sign page ကအကိုကြီးပေါ့နော်။ကိုဆိုင်မသူလေဘာလဲဒီနေ့ကမမောနိုင်တော့ shop တော့ပင်တော့ပင်မနေဒါမဲ့တော်ကိုဘုသူတရတယ်ပေါ့နော်စိတ်ဝင်စားစရာကောင်းတယ်ဂျာရီဦးကလည်းနေလို့ထိုင်လို့ကောင်းတယ်အဆင်ပြေတဲ့ဂျာရီဦးမျိုးဆိုအဆင်ပြေတယ်ပေါ့နော်ဒီလေမိုင်းနေနဲ့ channel ပြောchannel မချမ်း5 to 7လောက်ရှိတယ်ဆိုဆိုဒီစာအုပ်လေးကိုပြမှာဖြစ်ပါတယ်ဒီစာအုပ်လေးပေါ့နော်โอเคပါဒါတော့ခဏလေးပေါ့နော်လက်ကတော်တော်အေးတဲ့အတွက်ကြောင့်မို့လက်ကိုခဏလေးနဲ့ပဲရနာလိုက်ပါတော့မယ်ပြီးတော့မှဆက်ပြီးဖွင့်ပါမယ်โอเคတန်ပြမလားဟုတ်ကဲ့အားလုံးပဲရှုစားကြပါဒါတော့တကယ်ဟိုပါဘောနော်ရှေးဟောင်းမျိုးတော်လေးပေါ့နော် Valencia ဒါရှေးဟောင်းပေတွေနေနားလေးရတာရှေးဟောင်းအုံးပေတွေပေါ့ဗျာဒါနေတန်ပေါင်းဘယ်လောက်ရှိမလဲတော့ middle age လို့ပြောတာ middle age တော့တော်တော်ကြာပြီပေါ့14th century လောက်ကအဆောက်အဦတွေပေါ့နော်ဒီမှာရလိုက်တော့မလား Okay No? Okay. Let's stop here. Okay, see you guys again.